မလောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုချပြခြင်းတဲ့သတင်းကတော့ Joshua Vanduta ဆိုရင် Joshua Ban ကို share ဆုံးမပေးမယ်ဆိုပြီးအားချောင်လာတဲ့ Brazil က heavy winer ကြီးဖြစ်တဲ့အကြောင်းအရာကိုပြောပြခြင်းတာဖြစ်ပါတယ်ဒီနေ့မနက်က Africa of 330ပြိုင်ပွဲရဲ့သတင်းသားရှင်းလင်းပွဲကိုလုပ်သွားခဲ့တယ်ရောပိုင်နဲ့ပန်တိုဂျာတို့ကလည်းအခြေခံတွေစကလုံးတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ပွဲတွေလည်းဖြစ်ခဲ့ကြတဲ့ဘန်ကပန်တိုဂျာကိုဒေါသမထွက်အောင်ဆွပေးတဲ့ပန်တိုဂျာကလည်းဒေါသထွက်ပြီးထိုးမလို့သေးကိုဖြစ်ခဲ့တဲ့အဲ့လိုမျိုးဖြစ်ပြီးတဲ့အချိန်မှာဘရာဇီးပရိသတ်တွေကဘန်ကိုပို့ပြီးတော့မှဝေဖန်မှုတွေမြင့်တက်လာပါတယ်ဘန်ကအရန်ရိုင်းနဲ့မရှိဘူးဘန်ကဘလို့ဖြစ်တယ်ဆိုတဲ့ပုံစံစုံအနေနဲ့ပရိသတ်တွေရေးသားကြတဲ့အဲ့ဒီအနေအထားမှာဘရာဇီးဖိုက်တာတွေကပါပြောဆိုလာတာဖြစ်ပါတယ်အခုပထမဆုံးပြောဆိုလာတာကတော့ဘရာဂျီဝါဖြစ်ပါတယ်ဒီနေရာမှာသူပြောတာတွေနဲ့ပတ်သက်ပြီးမပြောခင်မှာရဲ့အကြောင်းအရာကိုပြောပြခြင်းနဲ့အချို့ပရိသတ်တွေလည်းမသိတဲ့သူလည်းရှိလိမ့်မယ်ဒါကြောင့်မို့လို့ဒီဖိုက်တာအကြောင်းကိုလေးနည်းနည်းလေးလုပ်ပေးချင်တာပါတီဖိုက်တာကထိုးနေတဲ့ဖိုက်တာလက်ရှိမှာသူကအသက်28နှစ်အရွယ်ကိုရှိနေတဲ့ဖိုက်တာရက်ကတော့6ပေ6မှာရှိတယ်ပြီးတော့သူကဒီဝီဒိုးတက်နေတဲ့ကစားသမားပွဲပေါင်း18ပွဲထိုးထားတဲ့16ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့သူက record တွေလည်းတော်တော်ကောင်းပါတယ်6ပွဲမှာ9ပွဲကိုနိုင်ထားတဲ့တပွဲပဲရှုံးထားတယ်အဲ့ဒီတပွဲကလည်းစုံပြက်နဲ့ပဲရှုံးထားတာဒီဖိုက်တာကစ်ရှင်ပိုင်းမှာတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ပြမှာထိုးတက်ခဲ့တဲ့နောက်ဆုံး6ပွဲမှာ9ပွဲဆက်တိုက်ကိုချုပ်ကွက်တွေနဲ့အနိုင်ရခဲ့တာဒါကြောင့်မို့လို့ဒီဖိုက်တာက heavyweight မှာထူးခြားတယ်လို့တော့ကျွန်တော်တို့ကတော့နားလည်ထားလို့ရပါတယ်ဒီဖိုက်တာကပိုင်ဂျာဘက်ကနေမခံမရက်နိုင်ဖြစ်ပြီးတော့တင်လာတာသူကဘဲကနေတင်လာတာလဲဆိုတော့သူ့ရဲ့ Adax လိုမှုကန်ရင်စမေကနေတင်လာတာဘယ်လိုမျိုးတင်လာတာလဲဆိုတော့ဗျာ Joshua Ban ကိုအန်နဲ့ပြုတ်လုပ်ထားတဲ့ပုံတွေ Joshua Ban ကလေးပုံရပြီးတော့ Josh Ban ကိုပန်တိုဂျာကကလေးပုံစံနဲ့နိုးဘူးတိုက်ပေးနေတဲ့ပုံတွေစသဖြင့်တင်လာပြီးတော့မှ Josh န်တာသူသားဆိုရင် Josh ကိုရှယ်သူကစုံမပေးမယ်ဆိုပြီးတော့မှအားချောင်းလာတဲ့ကိစ္စပါဒီပိုးဆဲအောက်မှာဆိုရင်မြန်မာပြည်သက်တွေလည်းရှိတယ်နိုင်ငံတကာကဒီပိုးဆဲအောက်မှာဆိုရင်မြန်မာပြည်သက်တွေလည်းရှိတယ်အခြားနိုင်ငံတကာကပြည်သက်တွေလည်းရှိတယ်အဲ့လိုမျိုးပုံစံတွေနဲ့ရေးသားနေကြတယ်ပြီးတော့အဲ့ဒီ work ကတင်ထားတဲ့ post အောက်မှာထူးခြားတဲ့တစ်ချက်ကဘယ်သူလဲဆိုတော့ WB Widan ကဖိုက်တာကြီးဖြစ်တဲ့ဟာရေးထားတဲ့ပန်တိုဂျာကမင်းမလားဆိုတဲ့ပုံစံမျိုးနဲ့ဟာဆန်လေးကိုရေးသားထားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ဘရာဇီးပြည်သက်တော်တော်များများကတော့ဖန်နာထိရင်သူတို့ကလုံးဝခံနိုင်ရင်မရှိဘူး yes မှာကြအင်ပါသွားတဲ့အနေထားမှာလဲရှေကိုပြောဆိုသွားတာဒါကြောင့်မို့လို့ရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့အခင်းချင်းကတော့စိတ်ဝင်စားစရာကောင်းတဲ့ပန်တိုဂျာကိုယ်တိုင်ကလည်းယူရှန်စီကနေချန်ပီယံကဘာကြီးကိုရအောင်ပြန်ယူမယ်လို့လေလုံးထွားသွားတဲ့တစ်ဖက်ကဂျော်ရှွာဘန်ကလည်းသူ့အနေနဲ့စွမ်းဆောင်ရည်ကောင်းတွေချပြမယ်ပြီးရင်ပန်တိုဂျာကိုနှစ်ခါမှတ်မိအောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့ရွာဘန်ကပြောဆိုသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ဒါကတော့ရွှေဘန်နဲ့ပန်တိုဂျာတို့ရဲ့အခင်းကျွန်တော်တို့ဖိုက်တာလေးကိုလက်ရှိအနေထားမှာဒါကတော့ရှွာပိုင်နဲ့ပန်တိုဂျာတို့ရဲ့အခင်းကျွန်တော်တို့ဖိုက်တာလေးကိုလက်ရှိအနေအထားမှာတကဘာလုံးကပရိသတ်တွေကလည်းအားပေးနေကြတယ်ဘရာဇီးပရိသတ်တွေကတော့ဖန်တိုဂျာဘက်မှာပဲရက်တည်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်အခုဆိုရင်ဟဲဝိုင်းနာကြီးဖြစ်တဲ့ကိုယ်တိုင်ကဘဝဘန်ကိုသူ့တာဆိုရင်ရှယ်ပြင်းမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လေထွားလာတဲ့အကြောင်းတွေကိုလည်းတွေ့ရှိလာပြီဖြစ်ပါတယ်နောက်ထပ်ဘယ်ဒီဖိုက်တာတွေဘလိုတွေရှာဘန်ကိုလေတိုက်မလဲပြီးရင်ဂျာစပတ်မှာအမြဲမရက်တည်တဲ့ရဲဖိုက်တာတွေဖြစ်တဲ့ Henry CO တို့ဂျိုရွေးမှဆွေတဲ့အစရှိတဲ့ဖိုက်တာကြီးတွေကပဲလူပုံစံတွေနဲ့အားချောင်လာကြဦးမလဲဆိုတာကျွန်တော်တို့တွေနဲ့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဘန်ကတော့လက်ရှိမှာမကြခင်မှာသူ့အနေနဲ့သူ့ရဲ့ခြင်းကိုပြန်မဲ့ထိန်လင်းလေးကျင့်ခန်းတွေလုပ်မယ်ပြီးရင်သူ့အနေနဲ့အကောင်းဆုံးစွမ်းဆောင်ရွက်တွေချပြပြီးတော့မှချန်ပီယံကွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘန်ထုတ်ဖော်ပြောဆိုသွားပါတယ်ပိုင်ဆိုနေထိုနီးတူစွာပဲသူအနေနဲ့အမေရိကန်တော်ထဲမှာလေ့ကျင့်ပြီးရင်အကောင်းဆုံးစွမ်းဆောင်ရွက်တွေချပြမဲဆိုပြီးတော့မှပြောဆိုထားတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ဟုတ်ကဲ့ပါတာကတော့ကျွန်တော်အနေနဲ့နောက်ဆုံးရရှိထားတဲ့ရှော့ပိုင်နဲ့ပတ်သက်တဲ့သတင်းအချို့ကိုတင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ပြီးပြောပြချင်တဲ့အကြောင်းအရာကတော့စိတ်မကောင်းစရာသတင်းတစ်ခုပါဗျာဘာကြောင့်လဲဆိုတော့ဒီနေ့မနက်မှာကြားလိုက်ရတဲ့သတင်းတစ်ခုကဝိုင်းချက်မြန်ရှိမှာထိုင်းပရိသတ်တော်တို့မြန်မာကိုစားပြုတ်ပိုက်တာလဲချောင်းရှင်းတန်စူရီယန်လက်ကဒီတစ်ပတ်မှာကျင်းပမဲ့ဝိုင်းအင်းဆိုင်ကပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုစားပြုတ်ပိုက်တာစွမ်းမင်းနဲ့ရင်ဆိုင်ထိုးတက်ရမှာဒီအနေထားမှာသူကဒီနေ့အပြေးလေးကျင်ကန်မနက်ပိုင်းမှာလုံနေရင်းနဲ့သူကကားတိုက်ခိုက်ခံလိုက်ရတာလို့ပြောတယ်ပြီးတော့ကားတိုက်တာတော်တော်ကြီးတောင်လွှင့်ထွက်သွားတယ်လို့ပြောတယ်ပြီးတော့ချက်ချင်းကိုဆေးရုံတင်လိုက်ရတယ်ဒါပေမဲ့
ဆိုပြီးတော့လာလန်းမိတလောက်သိရတယ်ဒါကြောင့်မလို့အစောမင်းမင်းနဲ့စူရီယန်လက်တွေ့ရဲ့ပွဲကကျင်းတည်ပြတ်သွားပြီးအစောမင်းမင်းကိုဝမ်းသာကနောက်ထပ်ပြိုင်အတစ်တယောက်နဲ့ပွဲဒီပေးမလားဒါမှမဟုတ်ဘယ်လိုမျိုးစီစဉ်ပေးမလဲဆိုတာတော့စောင့်ကြည့်ရမယ်စူရီယန်လက်အတွက်ကတော့တကယ်ကိုစိတ်မကောင်းဘူးစူရီယန်လက်ကတကယ်ကိုစိတ်ထားကောင်းတဲ့ဖိုက်တာသူအနေနဲ့ရိုးသားကြိုးစားတဲ့ဖိုက်တာသူအလုပ်ကိုသူလုပ်တဲ့အေးစစ်စစ်နေတဲ့ပြိုင်ဘက်တွေမလို့အမုန်းပွားတာမျိုးတွေမရှိဘူးအဲ့လိုမျိုးဖိုက်တာတကယ်ကိုမှကောင်းတဲ့ဖိုင်တာကောင်းတဆတကယ်ကိုဝမ်းနဲ့မိတဲ့စူရီယန်လက်အမြန်ဆုံးရောက်ရလာဖို့ကျွန်တော်တို့ကဆူတောင်းပေးပါတယ်ဆော်မင်းမင်းရဲ့ပြိုင်မဲ့အခြေအနေကဘယ်လိုဖြစ်လာမလဲဘယ်သူနဲ့ပွဲတီးပေးမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရအောင်ဘယ်သူနဲ့ပွဲတီးပေးမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရအောင်မယ် promotion ဘက်ကဒီခင်းချင်းတွေနဲ့ပတ်သက်ပြီးတော့ဘာမှတင်ထားခြင်းကိုမရှိသေးပါဘူးဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရရှိထားတဲ့စူရီယန်လက်နဲ့ပတ်သက်တဲ့အကြောင်းအရာပါနောက်ထပ်ပြီးပြောပြခြင်းတဲ့အကြောင်းအရာကတော့နောက်တစ်ပတ်မှာကြည့်ရတော့မယ်ကြဟောစွာဝင်းရဲ့ပွဲကိုပြောပြချင်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးအရင်တုန်းကလည်းကျွန်တော်ပြောပြပေးခဲ့တဲ့လက်ရှိမှာတော့ကြော်စွာပွဲကတော်တော်လေးကိုနီးလာပြီးနောက်တစ်ပတ်တောက်ကြနေမှာဆိုရင်ကြော်သွားဝင်းရဲ့ပွဲကိုကျွန်တော်တို့ကကြည့်ရှုအားပေးရတော့မယ်ကြော်သွားဝင်းကထိုင်းကြော်စောဝင်းကထိုင်းစောဝင်းအတွက်ကတော့တကယ်ကိုမှသူ့အနေနဲ့တေချာစူးစမ်းရမယ့်ပွဲအလဲထိုးနိုင်ပွဲရဖို့အတွက်စူးစမ်းအားထုတ်ရမယ့်ပွဲပြကိုမောင်ဝစ်ဆိုတဲ့ဖိုက်တာကလွယ်နဲ့ဖြူလွှဲရတဲ့တော့မဟုတ်ဘူးရှုံးပွဲတွေကြုံနေတယ်ဆိုတာကလည်းသူနဲ့တွေ့ထားတဲ့level ဖြစ်နေလို့ဒါကြောင့်မို့လို့ကလည်းတကယ်ကို risk များတဲ့ကြော်တော်ဝင်းတွေနဲ့အစွမ်းကုန်ပြင်ဆင်ရမယ်လို့ကျွန်တော်ကတော့နားလဲတဲ့ကြော်တော်ဝင်းကလည်းလက်ရှိမှာတေချေကိုလေ့ကျင့်ပြင်ဆင်နေတာချင်းပည့်ရဖြစ်တဲ့တနင်္ဂနွေနေ့မှာတောင်ပဲမနာပဲနဲ့ကိုလေ့ကျင့်ပြင်ဆင်နေတာအကောင်းဆုံးလဲရနိုင်မယ်လို့ယုံကြည်တယ်ကိုမာဝစ်ကိုယ်တိုင်ကလည်းကြော်တော်ဝင်းကိုအနိုင်ယူပြပြီးသူ့ရဲ့ရှုံးပွဲဆက်နေတဲ့မှတ်တမ်းကိုရက်တန့်ပြမယ်ဆိုပြီးကြွေးကြော်ထားတဲ့ဒီတော့ဘယ်သူကဘယ်လိုလုပ်ပြနိုင်မလဲဆိုတာကြည့်ရမယ်ကြော်တော်ဝင်းအနေနဲ့ဒီပွဲမှာအလဲထိုးနဲ့နိုင်ရင်တော့နောက်ပွဲမှာ promotion ကလည်းဒီထက်ကောင်းတဲ့ပြိုင်ပွဲတွေနဲ့ထပ်ပြီးတီလာနိုင်ပြီးတော့မှဒေါ်လာ3သိန်းနဲ့စာချုပ်နားကပ်လာနိုင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်တဲ့ကြော်ဘက်မှာအပြည့်အဝရက်တီတဲ့ကြော်စော်ဝင်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်ဒါပေမဲ့ပြိုင်ဘက်က short တွဲလို့မရတဲ့ဖိုက်တာလွယ်နဲ့အနိုင်ယူလို့ရတဲ့ဖိုက်တာတယောက်တော့မဟုတ်ဘူးယူတာကြောင့်မို့လို့အစွမ်းကုန်တတိထားပြီးကစားပါတယ်ကျွန်တော်တို့ဖိုက်တာလေးကိုတော့ကျွန်တော်တို့အပြည့်အားပေးကြမယ်ဒီပွဲကိုလာမဲ့တောက်ကြနေ1ဖက်ဖိုက်ပြန်ပွဲမှာကျွန်တော်တို့ဆောင်ကြည့်အားပေးရမှာဖြစ်ပါတယ်ခမည်းကျော်စောဝင်းရဲ့ပွဲကတော့ free ကြည့်လို့ရတယ်ဒါကြောင့်မို့လို့ဝင်းရဲ့ပွဲကတော့မြန်မာစင်တော်ချိန်ညကိုနိုင်10နာရီဝန်းကျင်လောက်မှာကြည့်ရဖို့ရှိတယ်အင်အားဆိုင်ကပြိုင်ပွဲမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်တာဖြစ်ပါတယ်ခမည်းကျော်စောဝင်းတက်တကယ်ကိုအရေးကြီးတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတူတူအားပေးလိုက်ကြရအောင်ပါခမည်းကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာလေးကျော်စွာဝင်းအနေနဲ့မကြခင်ပါပေါ့လက်ထိုးတက်ရတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြတာကြော်စွာဝန်းအနေနဲ့အကောင်းဆုံးရလဲရရှိပါစေနိုင်ပွဲဆက်မှတ်တမ်းတွေဆက်ပြီးရရှိပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတာကတော့နောက်တစ်ပတ်မှာကြည့်ရမယ့်ကြော်စွာဝန်းရဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကတော့နောက်တစ်ပတ်မှာကြည့်ရမယ့်ကြော်စွာဝန်းရဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ